သူတွေထမင်းစားဖို့တော့မဆုမတောင်းတတ်သေးတဲ့သူတွေအများကြီးပဲထမင်းစားဆုတောင်းရင်အာမေပဲဆုတောင်းတဲ့သူတွေအခုဒီထဲမှာရောပါမှာပါဆုတောင်းပါလို့ပြောတာကကျေးဇူးတော်ချီးမွမ်းခိုင်းတာဒီအစားအစာဖျားသခင်ပေးတယ်ကိုတော့ကျေးဇူးတင်တယ်လို့ပြောခိုင်းတယ်အဲ့ဒါကိုမပြောတတ်ဘူးမပြောတတ်ရောဘာဖြစ်နေတော့အော်ငါမပြောတတ်လို့ဒီတိုင်းပဲနေတယ်ကိုတယောက်တည်းဆုတောင်းတယ်အာမေစားပြီဘယ်တော့မှအော်ငါဆုဘလို့တောင်းရမလဲငါဘလို့မျိုးတော့ဆုတောင်းတဲ့အရာကိုငါတင်ယူရမလဲဆိုတာကိုမလေ့လာဘူးဒီနေ့ကျမတို့ကနီးလန်းတွေရှာဖို့ရန်တော့လိုအပ်ပါတယ်အာမင်ဆုမတောင်းတတ်ဘူးဆိုရင်အများနဲ့ဆုတောင်းတဲ့နေရာကိုများများသွားပါအာမင်ဆုပေါင်းပြီးတော့ဆုတောင်းတဲ့ကမှာအစီအစဉ်မစခင်အချိန်မီလာပြီးတော့အဲ့ဒီဆုတောင်းချက်မှာအတူတူကပါဝင်ပါဒီရှေ့ကနေတိုင်ပေးတဲ့ကမှာငါတို့ဒီချက်တော့ငါတို့ဆုတောင်းမယ်နော်လို့ပြောတဲ့ကမှာနောက်ကနေဖွင့်ပြီးတော့အဲ့ဒီအရာတော့ရိုးရှင်းပဲဖျားသခင်စီမှာတောင်းလျှောက်ပါအာမင်ဒါဆိုရင်သင်ကဆုတောင်းတက်လာမယ်ဒါကြောင့်လို့ညီကောင်ကလည်းဆုမတောင်းတတ်ဘူးဆိုပြီးတော့ဗဇက်ပိတ်ပြီးတော့မနေပါနဲ့တစ်သက်လုံးတင်တောင်းတက်လာမှာမဟုတ်ပါဘူးဆိုတာ